ဒီနေ့ကျွန်တော်ပြောပြပေးမယ်ဖြစ်ရမယ့်အကြောင်းအရာလေးကတော့အစင်မချင်းဆဲဆိုမိလို့ရင်းနှီးတည်သွားတဲ့လူတစ်ယောက်ကြောင့်ပါတရက်အင်တီမှာဆူညံနဲ့အတန်တွေကြားလို့လမ်းထိပ်ထွက်ကြည့်ပြီးတော့ထုံးစံအတိုင်းကိုဆိုရတာတို့တားဖားနှစ်ယောက်စကားပြားနေကြတာပြဿနာကတော့အရက်ဖိုးမပြေးလို့ဖြစ်တာကိုဆိုရတာကခဏနေတော့အိမ်မှာရှိနေများဟာတွေရိုက်ခွဲဖျက်ဆီးနေရောသူ့အဖေလည်းမျက်လုံးတစ်ဖက်မမြင်ရဘူးဆိုတော့သူ့သားကိုမနိုင်ချဘူးတားမရတဲ့အစုံစီးစုမဲ့စုလေးကိုထုတ်ပြီးအရက်ဖိုးပေးလိုက်ရတယ်အဲ့လိုနဲ့ပြဿနာကပြီးသွားရောဗျကိုရသာကတော့အရက်ဖိုးရတာနဲ့အရက်ဆိုင်ကိုတန်းသွားတော့တာပဲသူ့အဖေကတော့ပိန်လီသွားတဲ့အိုးတွေကိုလိုက်ကောက်နေတာပေါ့ကိုရသာရဲ့အဖေမျက်လုံးမမြင်ရတာလဲဇလန်းရှိတယ်ဗျကိုရသာတို့ငယ်တုန်းကဝမ်းခွဲညီကိုနှစ်ယောက်လေးခွားနဲ့ဟိုဘက်ဒီဘက်ပြစ်ကစားကြရင်သူ့အဖေမျက်လုံးတစ်ဖက်ထိသွားတာတစ်ဖက်တည်းကန်းနေတာပေါ့ဗျာဒါပေမဲ့သူ့အဖေကကိုဆိုးရတာကိုအတော်ချစ်တာဗျကိုရတာနဲ့ပဲနေတာအကြီးကောင်ရှိပေမဲ့အကြီးကောင်တို့မိသားစုနဲ့တွားမနေဘူးဗျကိုရတာကအငယ်ကောင်လည်းဖြစ်မိန်းမလည်းမရှိတော့ချစ်တာလည်းပါစိတ်ပူတာလည်းပါပြီးသူ့သားအငယ်ကောင်နားမှာပဲနေနေတာတော့မသိပါဘူးဗျကိုဆိုးရတာကသူ့အဖေကသူ့ကိုချစ်တယ်လို့သူကလည်းအရန်ဆိုးတာဗျနေတိုင်းလဲမူးတယ်ရမ်းဖြစ်တယ်အပြင်လူနဲ့မဖြစ်ရင်သူ့အဖေကိုပြန်ရစ်တယ်ဆဲတယ်သူကကန်းနာပိုင်းမှာနေတာဗျရွာကကုန်းနဲ့ကန်းနာခွဲတာတော့တခါတလေကုန်းကလူနဲ့ရွာလဲမှာတပန်းလုံးပြီးထိုးကြတာပါဗျာရွာလဲကောင်မကိုစိန်ခေါ်ပြီးထိုးကြတာမူးနဲ့ထိုးကြတာဆိုတော့အားလည်းမပါကြဘူးထိလည်းမထိကြဘူးဒီလိုပဲလူးလိုက်ပြီးသွားတာပါပဲရွာမှာဆိုဇိုးလို့ပြောရမယ်ဗျပြီးတော့ကိုဆိုးရတာကဗလာလေးနင်းနင်းတောက်တယ်ဗျသူကအရက်ဝင်မှာသွေးဆိုးတာအရက်မတောက်ထားရင်စိတ်ကောင်းတယ်ဗျသူ့အဖေကိုလည်းကောင်းမှုမဆက်ဆံတယ်ပတ်ဆွဲနေပါလေလည်းပြန်ပြီးတယ်သူ့အဖေအတွက်ကောင်းတယ်လည်းမဆိုးတယ်လည်းပေါ့ဒါကြောင့်မို့လဲသူ့အဖေကသူ့သားကိုအရက်မတောက်စေချင်တာအရက်တောက်ရင်သွေးဆိုးလို့ဇလန်းအစမှာတိုက်ခန့်ဆဲခန့်ပြီးအရက်ဖိုးမပေးတာဗျသူ့သားကလည်းရက်ကတောက်နေကြဆိုတော့အများဆုံးရက်မတောက်နိုင်ပဲနေနိုင်လဲ2ရက်3ရက်ပဲဗျအဲ့ထက်ကျော်သွားရင်ရက်သမားတွေရဲ့တွေးသားအရာတောင်းဆိုတော့ပြဿနာတွေတက်ရောအဲ့လိုနဲ့နွေရာသီရဲ့နေ့တစ်နေ့မှာကိုဆိုးရတာတယောက်အရက်တွေမတရားဆွတ်တောက်ပြီးအရက်ဆိုင်မှာရန်ဖြစ်တာဝိုင်းထားကြလို့ငကြင်တက်တာနဲ့တလန်းလုံးအပြန်လမ်းမှာဆဲလာတာလမ်းမှာတွေ့တဲ့များလူတွေကိုလည်းရန်စတယ်အိမ်ရောက်တော့သူ့အဖေကိုလည်းရစ်ပြန်ရောအပြစ်မရှိအပြစ်ရှာပြီးဆဲပြန်ရောဗျသူမောပြီးဆဲတာရက်သွားတော့အရက်ဘူးတွေပြန်ပြီးသူပူလာရောဗျအဲ့ဒါနဲ့သူရေချိုးဖို့ထလာရောသူတို့အိမ်ရှိမှာရေရင်းတစ်ခုတော့ရှိတယ်ဗျခါတိုင်းတော့သူရေရင်းမှာပဲချိုးတယ်အဲ့နေ့ကျတော့သူတအားမူပူနေတော့ရေဆွဲမချိုးနိုင်တော့ဘူးအဲ့ဒါနဲ့သူဆဲဆိုပြီးကန်းနာဆင်းသွားရောအင်ကြီးမပါဘူးပစိုးတကွင်းနဲ့အောက်ခံပေါင်းပြီးတော့ပါတယ်ချောင်းကနာမည်ကြီးတဲ့ချောင်းဗျနက်တွေအပိုင်ဆိုးရတဲ့ချောင်းလို့ပြောရမယ်ပုံမှန်ကျွန်တော်တို့ရေချိုးရင်လည်းအမားပါမှာဆိုလို့အရင်တောင်းမှန်ပြီးမှချိုးကြတာလက်တွေထဲကမှကလားလေးမောင်နှမနဲ့ကရင်မောင်နှမကအရှက်ကြောက်ကြီးတယ်ဗျအဲ့ဒါကြောင့်သူတို့ရှိတဲ့ဘက်သေးလဲပေါက်တာတို့ဆဲမိတာတို့ဆိုလူကြီးတွေကပါတောင်းမှန်ဖို့အမြဲမှာကြတာကိုအစိုးရသားကတော့မူးမူးနဲ့ဆဲဆိုပြီးတယောက်တည်းကန်းနာကိုဆင်းချသွားတာဖော်လဲမပါဘူးနေလေကင်းဆိုတော့ကန်းနာမှာလူရှင်းနေဗျတယောက်မှမရှိဘူးသူ့ကိုကန်းနာဆင်းအောင်နှက်တွေကပဲဖျားယောင်းသွေးဆောင်လာမှတ်ရတယ်တယောက်တည်းတက်မက်ကိုဆင်းသွားတာဆရာသမားကပစိုးကွင်းကိုပါချွတ်လိုက်တာဗျချောင်းချက်မှာအုပ်လန်းလေးလှုပ်ထားတော့သူအုပ်လန်းအတိုင်းဆင်းသွားတာအုပ်လန်းဆုံးကနေရေထဲရောက်ကိုဆိုးရတာတယောက်ချီချော်ပြီးနောက်စိနဲ့အုပ်လန်းဆောင်နဲ့ဆောက်ပြီးရေနစ်သေးရောဗျဘယ်သူမှလည်းမသိဘူးသူ့အဖေလည်းတတိလက်လိုပဲမပြောမစုံနဲ့ထွက်သွားတော့ဘယ်သွားလို့သွားမယ်တော့မသိဘူးတဲ့ညနေရွာထဲကလူတွေရေချိုးချောင်းထဲဆင်းတော့မှကိုဆိုးရစာအလောင်းကိုတွေ့တာအောက်ခံမောင်းပြီးအနီရောင်နဲ့ဗျအချိန်မီလူတွေသူ့ကိုမြင်တော့သူအသက်ရှင်နိုင်တယ်ဗျအန်ဩစရာကသူ့ကြောင့်သူတီးလို့တခါမှချောင်းထဲမဆင်းနဲ့ကိုရစာကလူရှင်းတဲ့နေလေကင်းအချိန်ကြီးချောင်းထဲဆင်းပြီးတည်သွားတာပါဒါကြောင့်တချို့မမြင်ရတဲ့အရာတွေမယုံလို့ရပါမယ်စော်ကားလို့မရဘူးဗျကျွန်တော်ရွာကချ
ချောင်းကတကယ်လောက်တာတကယ်ကျန်းတာရွာကန်တွေဆိုနည်းနည်းတော်သေးတယ်လူစိမ်းတွေဆိုပိုးဆိုတယ်အเจ้าမသိရင်ရေထဲဆင်းလို့မရဘူးရွာကန်တွေလည်းပေးမဆင်းဘူးဗျအဆုံးလေးနားဆင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလုံးလေးနှိပ်သွားပြပါအောင်ခင်ဗျ